သူ့နေရာသို့ပြန်ရောက်သည့်အခါမုတ်ချန်ချင်းကတင်ပေါ်မှခြေချိတ်ထိုင်ကကိုရေးချက်လက်စရာကိုဆင့်ခေါ်လိုက်၏လက်ခံသူမုတ်ချန်ချင်းမျိုးနွယ်လူမျိုးကျင့်ကြံရေးသွေးကြောပုံသွင်းခြင်းနယ်ပယ်အဆင့်ကိုအမြင့်ရိုးအဆင့်လေးနားလည်နိုင်စွမ်းတာမန်တိုင်းပညာကြေးဝါချက်ဝတ်တိုင်းအရေးကိုခုဓာတိုင်းလက်ရှိမိတ်ဆွေရှဟန်ပိုင်စုရှိမပေါင်းဆက်ရသေးသည့်စွမ်းရည်များအဆင့်နှစ်အမြင့်ရိုးပါရမီကျွမ်းကျင်လက်အသုံးမပြုရသေးသောဆုလက်ဓာချီနောက်ထပ်ကြီးမားသည့်ရိတ်သိမ်းမှုကြီးပင်အပြုံးတစ်ခုမုံချန်ခြင်းမျက်နှာပေါ်မှပေါ်လာခဲ့သည်ရိုးရိုးသားသားပြောရလျင်ဤကဲ့သို့ရိုးစင်သည့်အပြင်ထွက်ခြင်းကပါရမီရှင်တစ်ယောက်နှင့်တွေ့ဆုံလိမ့်မည်ဟုသူဘယ်တော့မှမျှော်လင့်မထားပေထို့ပြင်တာမန်ပါရမီရှင်မဟုတ်ပေဒါပေမဲ့ဒီလိုပါရမီရှင်တစ်ယောက်ကအပြင်စည်းမှာဘာလို့ရှိနေရတာလဲမုံချန်ခြင်းသူ့မျက်ခုံးတွေကိုအနှဲငယ်ကျုပ်လိုက်၏ထို့နောက်သူကခေါင်းခရမ်းလိုက်သည်အခုချိန်မှာထိုအကြောင်းကိုမေးထားရမည်ပင်ဤမိန်းကလေးပိုင်းစုရှိ၌ဇလန်တပုတ်ရှိပုံပေါ်၏သူမကတာမန်လူတစ်ယောက်မဟုတ်ပေစနစ်အစစ်နှစ်အမြင့်ရိုးပေါင်းဆက်မယ်မုံချန်ခြင်းမျောလင်းချက်အချို့ဖြင့်ပြောလိုက်သည်မနေ့တုန်းကအဆင့်လေးအမြင့်ရိုးနှင့်ပေါင်းဆက်ပြီးနောက်သူကျင့်ကြံရေးအရှိန်တစ်ဆက်ဆက်လောက်မြန်လာ၏ယခုအဆင့်နှစ်အမြင့်ရိုးနှင့်ဆိုလျင်ဘလောက်တောင်ကြောက်เสียကောင်းသွားမည်နည်းတင်းပေါင်းဆက်မှုစတင်ပါပြီထိုစကားတွေပေါ်လာသည်နှင့်ယင်းဤသည့်ခံစားချက်တစ်ခုထွက်ပေါ်လာခဲ့သည်ထိုခံစားချက်ကသူ၏ခြေလက်အင်္ဂါကိုယ်တွင်းအင်္ဂါအယိုးစသည့်ခန္ဓာကိုယ်တစ်လျှောက်ကိုအရင်ကထက်ပိုမိုပြင်းထန်စွာပြန့်နှံ့လာသွားခဲ့သည်တခဏကြာပြီးနောက်ပေါင်းဆက်ခြင်းပြီးဆုံးသွားခဲ့သည်မုံချန်ခြင်းသူ့မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်၏သူ့အော်ဟာကတိတိတတ်တာပြောင်းလဲသွားပုံရကဖုံးမုံများဖယ်ရှားခံရပြီးတာလုံမြင့်မြတ်မှုတစ်ခုကြုံတွေ့ရတဲ့ကဲ့သို့ပင်အတော်လေးအံ့ဩစရာကောင်း၏ရှေးမှတ်တမ်းတွေအရလူသားတွေဟာမူလတုန်းကကဘာဦးစိတ်ဝိညာဉ်တွေဖြစ်ကြ၏သူတို့ခန္ဓာတွေကတလင်းကြောက်လိုတန့်စင်ကြည်လင်ပြီးမြည်သည့်အညစ်အကြေးမှရှိမနေပေတို့ပေမဲ့ဘေးဒုက္ခအမျိုးမျိုးကြောင့်သူတို့၏ကဘာဦးဝိညာဉ်ဆိုသည့်နာမည်ကိုဆုံးရှုံးကဖုံးကွယ်ထားသည့်ယတနာတွေချိတ်ပိတ်ခံလိုက်ရ၏ထို့ကြောင့်ထိုယတနာတွေနှင့်ခွန်အားတွေကိုပြန်ရဖို့ကြင်ကြံရတာပဲဖြစ်သည်ရလက်ကိုစမ်းကြည့်ကြတာပေါ့မုံချန်ခြင်းစေးတလုံးထုတ်ပြီးမျိုးချလိုက်၏အသက်ယူတရိုက်စာအတွင်းမှာပဲသူကထိုအရာကိုအလုံးစုံစုပ်ယူပြီးသွားပြီဖြစ်၏အဆင့်လေးအမြင့်ရိုးထက်စာလျင်အရှိန်ကအစ90ပင်အရန်ကြောက်เสียကောင်းတာပဲမုံချန်ခြင်းအံ့အားသင့်နေ၏ကျင့်ကြံရေးအရှိန်အစ90တရက်ကျင့်ကြံတာကအခြားလူတွေ2လလောက်ကျင့်ကြံတာနှင့်ညီမျှ၏ပင်ကိုပါရမီကွာခြားချက်ကတကယ်ကိုစိတ်တက်ကြเสียပါလားမုံချန်ခြင်းခေါင်းခရမ်းလိုက်ပြီးအတွေးထဲမှထွက်လာခဲ့သည်ထို့နောက်သူ့မျက်နှာမှာအပြုံးတစ်ခုပေါ်လာခဲ့သည်ကံကောင်းစွာဖြင့်ယခုအချိန်သူ့မှာအဆင့်နှစ်အမြင့်ရိုးရှိနေပြီပဲဖြစ်သည်အဆင့်လေးအမြင့်ရိုးနှင့်သာဆိုလျင်သွေးကြောဖွင့်ခြင်းနယ်ပယ်ကိုချိုးဖျက်ဖို့အချိန်တော်ယူရမည်ပင်အထူးသဖြင့်သူကသွေးကြောပုံသွင်းခြင်းနယ်ပယ်အဆင့်6ခုမှချိုးဖျက်ထားခြင်းဖြစ်၏အရာအလုံးခြုံငုံသုံးသက်ကြည့်လျင်သွေးကြောတိတ်သေးခြင်းနယ်ပယ်ရောက်ဖို့ကတစ်နှစ်လောက်အချိန်ယူရမည်ပင်သို့ပေမဲ့ယခုအခါမှာတော့လုံလောက်သည့်အရင်းမြစ်တာရှိလျင်လဝက်ကလုံလောက်သင့်၏ပါရမီစွမ်းရည်ကိုတစ်ချက်ကြည့်ကြတာပေါ့မုတ်ချန်ခြင်းအကြည့်ကအခြားစွမ်းရည်တစ်ခုပေါ်ကိုကြားရောက်သွား၏ပါရမီစွမ်းရည်ကျွမ်းကျင်လက်မွေးရပါပေါ်ပါသွက်လက်သည့်လက်တစုံဖြစ်ပြီးလက်နက်တွေအသုံးပြုရာမှာကျွမ်းကျင်၏အရေးချင်းကတော့မစိုးပါဘူးမုတ်ချန်ခြင်းမျက်လုံးတွေတောက်ပသွား၏လက်နက်ကင်ဆောင်ရာမှာကျွမ်းကျင်သည့်လူတစ်ယောက်အတွက်ထိုအရာကခွန်အားတိတိတတ်တာတိုးလာစေမည်ပဲဖြစ်သည်ပါရမီစွမ်းရည်တွေကမွေးရပါဖွဲ့စည်းပုံအရာကွဲပြားခြားနားသွား၏ထိုအရာကလူတစ်ယောက်၏ပြိုင်ဘက်ကင်းတွင်ပြင်လက္ခဏာတစ်ခုပင်ပေါင်းဆက်မယ်မုံချန်ခြင်းတွေဝေးမနေပဲပြောလိုက်သည်တင်းပေါင်းဆက်ခြင်းစတင်ပါပြီစကားတန်ထွက်ပေါ်လာသည်နှင့်မုံချန်ခြင်းသူ့လက်တွေအနှဲငယ်တုံရင်လာတာကိုခန်းစားမိအလင်းတန်းများစွာအရေပြားအောက်မှစီးဆင်းနေသည့်ရေကဲ့သို့ဖြာထွက်လာခဲ့သည်အေးစိမ့်စိမ့်ခံစားချက်ပင်အလင်းတန်းတွေပျောက်ကွယ်သွားသည့်အခါပေါင်းဆက်ခြင်းပြီးဆုံးသွားခဲ့သည်မုံချန်ခြင်းအနှဲငယ်လက်သီးဆုပ်လိုက်သည့်အခါအတော်လေးပုတ်ပါလာတာကိုခံစားမိ၏လက်ချောင်းလက်ကောက်ဝတ်ဒါမှမဟုတ်အယိုးအကုန်လုံးကပုံမိုလွယ်ကူစွာကွေးနိုင်ဆန့်နိုင်လာခဲ့သည်အရင်ကသူမလုံနိုင်ခဲ့သည့်များစွာသောလှုပ်ဆောင်ချက်တွေကယခုအခါမှာတော့သူ့စွမ်းဆောင်ရည်အတွင်းကိုရောက်ရှိသွားပြီပင်ရွတ်မုံချန်ခြင်းဓာဆွဲယူကဓာဆွမ်းအင်3ခုကိုရိုးစင်းစွာပဲထုတ်သုံးလိုက်သည်အရင်ကနှင့်မတူပဲဓာဆွမ်းအင်တွေကပုံမိုမြန်ဆန်ပုံမိုနားလည်ရခက်လာပြီးဗတ်ပေါင်းစုံမှတိုက်ခိုက်မှုတွေကိုပြုလုပ်လာနိုင်၏တင်းတို့ကလက်တွေ့တွင်မခုခံနိုင်သလောက်ပင်မဆိုးပါဘူး
မုတ်ချန်ခြင်းအလွန်ကျေနပ်နေခဲ့သည်ဤအရာနှင့်ဆိုလျင်သူခွန်အားကတိတိတသားတိုးတက်လာမည်ပင်ခရမ်းတလင်းဝက်ဝံနှင့်နောက်တစ်ကြိမ်ပြန်တွေ့ခဲ့လျင်အချိန်နည်းနည်းဖြင့်ဖြည့်ရှင်းနိုင်ပြီပဲဖြစ်သည်နောက်ဆုံးမှာတော့မုတ်ချန်ခြင်းဤတစ်ချိန်နှစ်သက်မှုတိုးခြင်းကြောင့်ရလာသည့်အပိုဆောင်စုလက်ကိုကြည့်လိုက်သည်ဒါကငါနားလည်ထားတဲ့ဓာချီလားမုတ်ချန်ခြင်းမျက်လုံးတွေတဖြည်းဖြည်းစိတ်အားထက်သန်လာခဲ့သည်အမှန်သာဆိုလျင်ဤစုလက်ကအမှန်တကယ်တရားလွန်လွန်း၏အပိုဆောင်စုလက်ဓာကြီးပုံစံမဲ့စွမ်းအားတစ်ခုဖြစ်ပြီးနှစ်ပေါင်းများစွာဓာကျင့်ကြံမှုလိုအပ်ကာနားလည်ထားသည့်ဓာစွမ်းအင်တွေကိုသိသိရ၏တကယ်ကိုပဲမုတ်ချန်ခြင်းမနေနိုင်ပဲအသက်ယူခဏရက်သွား၏ဓာချီကအတော်ထူးခြားသည့်စွမ်းအားတစ်ခုပင်ဘင်းကအခြားသူ၏စိတ်ကိုချင်းချောက်နိုင်ပြီးဓာချီ၏စွမ်းအားကိုတိုးမြင့်နိုင်၏သို့ပေမဲ့ထိုအရာကိုစုပ်ကိုင်မိဖို့အတော်မြင့်မားသည့်နားလည်နိုင်စွမ်းလိုအပ်၏ဓာကျင့်ကြံသူတရား၌တယောက်တောင်အောင်မြင်ဖို့မလွယ်ပေဓာချီအထက်၌ပိုလို့တောင်ရှားပါကြောက်စရာကောင်းသည့်ဓာရည်ရွယ်ချက်ရှိ၏ထိုအရာကဓာပညာ၏တကယ်အနှစ်သာရပင်စနစ်မင်းကတကယ်ကိုအံ့ဖွယ်ပဲမုတ်ချန်ခြင်းနှလုံးသားအောက်ခြေမှရိုးသားစွာချီးကျူးလိုက်၏သူ၏လက်ရှိနားလည်နိုင်စွမ်းနှင့်ဆိုလျင်ဘယ်အချိန်မှဓာချီကိုကျင့်ကြံနိုင်မလဲဆိုတာမသိနိုင်ပေသို့ပေမဲ့ယခုမှတော့အစဉ်တင်သူစီရောက်လာခဲ့သည်ပေါင်းဆက်မယ်မုတ်ချန်ခြင်းအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်၏ခဏကြာတော့မုတ်ချန်ခြင်းစိတ်ထဲသို့အချက်လက်တွေစုပြုံရောက်လာခဲ့သည်ရင်းတို့ကမရေမတွက်နိုင်သည့်ဓာချီအစိပ်ပိုင်းတွေဖြစ်ပြီးအစစ်မှန်နှစ်သာရတွေပါဝင်နေ၏မုတ်ချန်ခြင်းအယူမူဆုပ်ယူလိုက်ပြီးတဖြည်းဖြည်းထက်ရှာသည့်အော်ရာတစ်ခုသူ့ခန္ဓာကိုယ်မှစတင်ထွက်ပေါ်လာခဲ့သည်ထိုအရာကဓာချီပင်မုတ်ချန်ခြင်းရုတ်တရက်မျက်လုံးဖွင့်လိုက်သည့်အခါသူ့မျက်လုံးထဲမှာဓာလင်းတန့်ဖြတ်ကနေလက်သွား၏ခန္ဓာကိုယ်ပေါ်ရှိဓာချီကလည်းအထုပ်ထိပ်ကိုရောက်ရှိနေပြီးအလွန်မင်းထက်ရှာလာကလက်ထဲရှိဓာရှိတောင်တုံရင်နေခဲ့သည်ဤအခိုက်အတန့်၌မုတ်ချန်ခြင်းဟာထက်ရှာသည့်ဓာတလက်ကဲ့သို့ဖြစ်နေပြီးခုတ်ပိုင်းမှုအသင်ဖြစ်နေခဲ့သည်ထိုအရာကလူတွေသူ့ကိုဓာတ်ရိုက်တောင်မကြည့်နိုင်ဖြစ်သွားစေ၏ဓာရှိကတဝီဝီမြည်လာပြီးလေထုကိုဖျက်သွား၏ထို့နောက်ဓာရိတ်ကိုခုပေါ်လာကအနီးနားနံရံပေါ်ကျသွား၏တအိမ်လုံးတုန်ခါသွားပြီးအလွန်မြင်မာကြောသည့်ကြောက်နံရံဓာတ်ရိုက်ပဲပြိုကျသွားခဲ့သည်မိန်ဖြော့ဖြော့အဝါရောက်လင်းတန်းတွေတောက်ပလာပြီးဖုံမုံတွေအတွင်း၌ပုံတံတွေဖြစ်တည်လာ၏အားကောင်းလှကြည်လားမုတ်ချန်ခြင်းဓာရှိကင်ထားသည့်သူ့လက်ကိုမတိစိတ်အရာတင်ကျက်လိုက်၏ထိုအရာကဂိုင်းအဆောက်အဦဖြစ်ပြီးအတော်မာကြောသည့်တထုဖြင့်ပြုလုပ်ထားတာဖြစ်သည်သူမှတ်မိသေး၏မနေ့တုန်းကထိုးဖောက်သွားပြီးဓာရသာခြံထားနိုင်ခဲ့၏သို့ပေမဲ့ယခုတော့ဓာတ်ရိုက်ပြူကျသွားခဲ့သည်ထို့ပြင်သူကခွန်အားကုန်မသုံးမပြူရသေးပေတာမန်ခုတ်ချက်တစ်ခုသာပြုလုပ်လိုက်ခြင်းဖြစ်သည်ကျင့်ကြံရေးကိုမြင့်တင်တာကအကြောင်းရင်းတစ်စိတ်တစ်ပိုင်းပဲအဲ့ဒီအစာဓာချီကမှပိုရေးကြည့်တာမုံချန်ခြင်းစိတ်ထဲမှာတွေးလိုက်သည်ဓာချီကအံ့ဖွယ်စွမ်းအင်တစ်ခုဖြစ်ပြီးဓာနီးစနစ်တွေကိုတိုးမြင့်ပေးနိုင်၏အတိအကျပြောရရင်ဂင်းကဓာချီအဆင့်ပေါ်မူတည်၏အခုငါအဆိုင်မဖွင့်ခြင်းနယ်ပယ်ကိုစိန်ခေါ်နိုင်လောက်လားမုတ်ချန်ခြင်းသူ့လက်ထဲရှိဓာရှိကိုကြည့်လိုက်သည်သွေးကြောပုံသွင်းခြင်းနယ်ပယ်အထက်၌အဆိုင်မဖွင့်ခြင်းနယ်ပယ်ရှိ၏အဆိုင်မဖွင့်ခြင်းနယ်ပယ်ဆိုတာအဖယ်နည်းလူသားခန္ဓာ၌အဆိုင်မတ်များစွာနှင့်နက်နဲသောအချိတ်ဆက်များစွာရှိ၏ထိုအရာတွေကိုရွံသွေးကြောဟုခေါ်၏ရွံသွေးကြောတွေ၌ယွန်းသွေးတွေပါဝင်၏ထိုအရာတွေကမွေးရပါသွေးစွမ်းအင်ဖြစ်ကာထူးခြားသည့်စွမ်းရည်တွေပိုင်ဆိုင်၏ဆုပ်ယူပြီးနောက်ခန္ဓာကိုယ်လှုပ်ဆောင်ချက်တွေကအရေးသွေးပိုင်းဆိုင်ရာပြောင်းလဲမှုတွေကြုံတွေ့ရမှာပဲဖြစ်သည်ထိုအရာကသွေးကြောပုံသွင်းခြင်းနဲ့ပဲရှုပ်နိုင်သည့်အရာမဟုတ်ပေသို့ပေမဲ့ဓာချီနှင့်ဆိုလျင်အဆိုင်မတ်ဖွင့်ခြင်းနဲ့ပဲဝင်ရောက်ကစတိုင်းပညာရှင်ကိုရင်ဆိုင်နိုင်မည်ဟုမုံချန်ခြင်းခံစားမိ၏နောက်တစ်ခုကတော့ကျင့်ကြံရေးကိုအာယုံစိုက်ဖို့အချိန်ကြပြီးဖြစ်နိုင်သလောက်မြန်မြန်သွေးကြောဖွင့်ခြင်းနဲ့ပဲကိုရောက်အောင်ကြိုးစားရမယ်မုံချန်ခြင်းသူ့ဓာတ်ကိုဓာတ်အိမ်ထဲထည့်လိုက်သည်သူ့မျက်လုံးထဲ၌အလင်းတန်းတွေတောက်ပနေခဲ့သည်အဆိုင်မဖွင့်ခြင်းနယ်ပယ်ကိုချိုးဖျက်မှသာအတွင်းစည်းကိုဝင်ရောက်ဖို့အရေးချင်းပြမိမှာဖြစ်သည်ကျင့်ကြံရမယ်သူကတစ်ဖက်လှည့်ကဘေးချင်းကပ်အခန်းကိုတွားလိုက်သည်အပြင်စည်း၌တင့်မှသာပတ်စံရှိလျင်ခြံဝန်းအကြီးကိုငှားနိုင်၏အခြားလူတွေနှင့်ကြက်ညက်နေစရာမလိုပေအချိန်တွေကုန်ဆုံးနေ၏မကြခင်မှာပဲလောက်ဝက်ကုန်သွား၏ခေါင်းလောင်တန်ကထိုက်ရွယ်နေမြေတလျှောက်နောက်တစ်ချိန်ပဲတင်ထက်လာပြီးလူတွေ၏နှလုံးသားကိုတုန်လှုပ်သွားစေ၏ဤအချိန်မှာလူများစွာကအပြင်စည်းအနက်ပိုင်းကိုအပြေးသွားနေကြသည်အဘဲเจ้าဆိုသောယနေ့ကလကုံရက်ဖြစ်သောကြောင့်ပင်
ထို့ပြင်ရုပ်သေးတောင်ကြားဖွင့်မိနေလည်းဖြစ်သည်ထိုက်ရွံဂိုင်းတပေးတွေ၏လိုအပ်ချက်ကအလွန်တင်းကျပ်၏အပြင်းစီးမှအတွင်းစီးကိုဝင်ဖို့အစိုက်မတ်ဖွင့်ခြင်းနယ်ပယ်ကိုဝင်ရောက်ယုံဖြင့်မလုံလောက်ပေရုပ်သေးတောင်ကြားကိုဖျက်ကျော်ဖို့လည်းလိုသေး၏တောင်ကြားကမယမ်းကြီးမရှိဘဲမီတာ300သာရှိလျား၏သို့ပေမဲ့အထဲ၌လူပုံတံရုပ်သေးများစွာထားရှိထားပြီးနောက်ပိုင်းရောက်လေခွန်အားတိုးလာလေပင်ဖြစ်သည်ပြောကြတာတော့အဆုံး၌အစိုက်မတ်ဖွင့်ခြင်းနယ်ပယ်နှင့်ရှင်းနိုင်သည့်အဆင့်နှစ်ရုပ်သေးရှိ၏ဤနှစ်တွေတလျှောက်၌အစိုက်မတ်ဖွင့်ခြင်းနယ်ပယ်ကိုရောက်သည့်အပြင်စီးတပိများစွာကိုထိုတောင်ကြားကအတွင်းစီးမရောက်အောင်ပိတ်ပင်ထားခဲ့သည်ရင်းကိုဖျက်တမ်းရန်အဆင့်တက်ပြီးနောက်ထပ်တစ်နှစ်လောက်လိုအပ်၏ဒါမှမဟုတ်ပိုလို့တောင်ကြနိုင်သေး၏ထိုက်ရွံကောင်း၌တကယ်ပဲအပြင်စီးတပိအရေးအတွက်ကအတော်များ၏အဆုံးမှာတော့ရင်းကထမ်းလင်ကောင်းကင်ဝိညာဉ်စီရင်စုမှရှိသည့်အဆင့်နှစ်ကိုင်းနှဲငယ်တွေကတစ်ခုဖြစ်၏အကျန်းဖြင့်တွက်ကြည့်လျင်လူပေါင်းတောင်းချီရှိတာဖြစ်သည်ရလက်အနေဖြင့်မကြာမနာဆိုသလိုအစိုက်မတ်ဖွင့်ခြင်းနယ်ပယ်အဆင့်တွေပေါ်လာတတ်၏ယနေ့ကဲ့သို့ပင်ရုပ်သေးတောင်ကြားရှိ၌အေးဆက်ဆက်အော်ယာတွေထုတ်လွှတ်နေသည့်ပုံရိပ်၃ခုမတည့်ရက်နေကြ၏သူတို့အားလုံးကအပြင်းစီးမှအစိုက်မတ်ဖွင့်ခြင်းနယ်ပယ်ကျွမ်းကျင်သူများပင်ဖြစ်သည်ခွန်အားကလည်းပထမတန်းစားပင်ဒီနေ့အဲ့ဒီ၃ယောက်ဖျက်ကျော်နိုင်မယ်လို့မင်းထင်လားအနီးနားတွင်လူများစွာကြည့်ရှုနေကြပြီးတစုံတစ်ယောက်ကမေးလိုက်သည်ဖြစ်နိုင်လောက်တယ်သူတို့၃ယောက်ကြည့်ရတာအစိုက်မဖွင့်ခြင်းနယ်ပယ်ကိုလွန်ခဲ့တဲ့တစ်နှစ်လောက်ထဲကဖျက်ကျော်ခဲ့တာနဲ့တူတယ်ဒါဟာအတော်လေးပြင်ဆင်ထားတယ်လို့ညွှန်ပြနေတာပဲချက်ချင်းပဲတစုံတစ်ယောက်ကပြန်ပြောလိုက်သည်လူတိုင်းဤဆွေးနွေးသံတွေကိုကြားသည့်အခါလူ၃ယောက်ကသူတို့ရင်ဘတ်တွေကိုအနှဲငယ်မြင့်လိုက်ပြီးမျက်နှာပေါ်မှာယုံကြည်မှုတွေရှိနေခဲ့သည်အမှန်တကယ်ပင်တစ်နှစ်လောက်ပြင်ဆင်ပြီးနောက်သူတို့ဖျက်ကျော်နိုင်မယ်လို့ယုံကြည်ကြ၏အတွင်းစီးထိုနေရာကဂိုင်းဤပါရမီရှင်တွေနေထိုင်ရာဖြစ်ပြီးစစ်မှန်သည့်တိုင်းပညာများကိုကျင့်ကြံသည့်နေရာလည်းဖြစ်၏ဘသူအရင်သွားမှာလဲအပြင်စီးအကြီးအကဲတယောက်ဖြင်းညင်းစွာမေးလိုက်သည်သူကအတော်အသက်ကြီးနေပြီးအော်ယာရီမိမ့်မိန်နေ၏လူ၃ယောက်ကိုကြည်သည့်သူအကြီးတွေကတည်ငြိမ်နေပြီးမြည်သည့်လိုင်းကရဲမှမရှိပေငါအရင်သွားမယ်သူတို့တဲကတယောက်ကပြောပြီးရှေ့ထွက်လာလိုက်သည်သူကခန္ဓာကိုယ်တောင်တင်းပြီးကြီးမားသည့်ဓာကြီးတစ်လက်ကိုတဲကတောင်ကြားစီသို့သွားလိုက်၏တခဏကြာလူတိုင်းကသူ့ကိုမျှော်လင့်တကြီးစောင့်ကြည့်နေခဲ့သည်ခန်းနားထဲဝါသည့်အခန်းတစ်ခုထဲ၌အရက်ရှိရှိအင်ဂျီဗလာနှင့်ပုံရိပ်တစ်ခုခြေချိတ်ထိုင်နေ၏ကြွက်သားတွေအလွန်မင်းရှိမနေတော့လဲတောင်တင်းကပြီးပြည့်စုံလာ၏ထိုသူကမုန်းချန်ခြင်းပင်ဤနေ့ကသူတကာပိတ်ကျင့်ကြံတာ15ရက်မြောက်နေ့ပင်အခန်းထဲ၌ပလင်းတွေနှင်းပြည့်နှက်နေပြီးအရင်းမြစ်များစွာအသုံးပြုထားတာကိုညွှန်ပြနေ၏သူရှိန်ဝါကလည်းအရင်ကထက်စားလျင်တိတိတတ်တာတိုးတက်လာပြီးအစိုက်မဖွင့်ခြင်းနယ်ပယ်ကိုရောက်ဖို့ခြေတလန်းသာလိုတော့၏အချိန်တစ်ခုရောက်သည့်အခါအကွဲတံတစ်ခုမုန်းချန်ခြင်းခန္ဓာကိုယ်မှရုတ်တရက်ထွက်ပေါ်လာ၏ထိုအရာကပိတ်ဆို့နေသည့်အရာတစ်ခုကျိုးပဲသလိုပင်အချိန်တိုင်းမှာမုန်းချန်ခြင်းအော်ရာကတဟုန်ထိုးမြင့်တက်လာပြီးအကန့်အကတ်ကိုဖောက်ထွက်လူနေပါပင်အသက်ယူချိန်ဒါဇင်များစွာကြာပြီးနောက်မုန်းချန်ခြင်းဖြင်းညင်းစွာမျက်လုံးဖွင့်လိုက်၏ရင်းတို့ထဲမှတမာတိဖိအားတစ်ခုထုတ်လွှတ်နေခဲ့သည်ထိုအရာကသူ့ခွန်အားတိုးလာခြင်း၏တရုတ်တရံပင်နောက်ဆုံးတော့ငါအစိုက်မဖွင့်ခြင်းနယ်ပယ်ကိုရောက်ခဲ့ပြီမုန်းချန်ခြင်းအသက်ပြင်းပြင်းရှူလိုက်ပြီးသူ့မျက်နှာမှာအပြုံးတစ်ခုပေါ်လာခဲ့သည်လာဝတ်တကားပိတ်ကျင့်ကြံတာကညင်းငွေ့ွယ်ကောင်းတော်လဲရလက်ကကျေနပ်ဖွယ်ရာပင်သူကသူ့ခန္ဓာကိုယ်ထဲရှိအခြေအနေကိုခံစားမိ၏သွေးတွေအလင်းအမြန်စီးဆင်းနေပြီးအသက်ဆွမ်းအင်တွေပြေဝလာ၏သွေးကြောတွေလည်းပျော့ပြောင်းကျပြန်လာကကြွက်သားတွေပူတန်မာလာခဲ့သည်ဤအချိန်၌ခွန်အားရဖြစ်စေအရှိန်ရဖြစ်စေအခြားပဲအရာမှမဆိုအားလုံးက10လောက်တိုးမြင့်သွားပြီဖြစ်သည်အထူးသဖြင့်သူ့ညာလက်ပင်ထိုနေရာ၌ပထမဆုံးယွမ်သွေးကြောဝင်သွားပြီးတန့်စင်သည့်ယွမ်သွေးတွေကိုအဆက်မပြတ်ထုတ်လွှတ်နေကသူ့ခန္ဓာကိုယ်အနှံ့ကိုစိတ်ဝင်စေ၏